ဒီမှာကြည့်ပါဦးအပြင်အစ်စ်ကိုစိုက်ထားတယ်哦မကြည့်အခုအစ်စ်ဖွင့်တဲ့ cold store တွေအိုးဈေးဝယ်ရတာပြောစရာကောင်းလိုက်မှာစုံစီတယ်ပဲနော်အရင်ကြိုက်ရနေရမှာဖွင့်ထားတယ်ကြည့်ပါဦးကဲ organic လေးနေလောက်ထားတာဒါ organic တန်းဒီမှာအိုးပစ္စည်းတွေဆိုစုံလို့ပို့လို့တော့မှဈေးဝယ်လို့ကောင်းသွားတယ်ကြည့်ပါဦးစီးတွေစုံရပဲကြိုက်တာယူကုန်စင်းတန်းလားကုန်6တန်းလားအောင်မစားရစုံ surface ကလည်းကောင်းတယ်ပမာပိန်ဥဒီလေးတွေမပြောင်းဖို့လေးချိန်ကြရတော့မလို့တခါလေးချိန်မထားထားတယ်ဒီမှာပါကျမသားရဲ့အကြိုက်လည်းကောင်းလို့ရှိတယ်ဈေးဝယ်လို့ရစင်ပြေတော့ဥတန်းစုံရတယ်ဥမျိုးစုံဟိုဒီမှာဆင်မလဲကောင်းလိုက်ရောင်းနေတယ်